ပကံညာဦးခီးစဉ်ကိုတယောက်ကိုတနေ့တာ8000ကျပ်ပဲကြားတင်မယ်ဆိုရင်တန်ရဲ့လားရှင့်အားလုံးပဲမင်္ဂလာပါရှင်ညီမက April 2000တိုးကပါပုတ်ပါပကံညာဦး3ရက်ညအေး4ရက်ခီးစဉ်မှာဘာတွေပါလဲဆိုရင်ညီမရှင်းပြပေးပါမယ်ရှင့်ရန်ကုန်ပုတ်ပါပကံညာဦးမှာဆိုရင်ညီမတို့ဟိုတယ်2ညအိပ်ပါပါမယ်ထမင်းက9နက်ဘူဖေးအဝအပြဲအတိုင်းတစ်မျိုးတည်းမဟုတ်ပဲနဲ့အတိုင်းအစုံအလင်ကိုစားမှာဖြစ်ပါရှင့်ပြီးတော့ညီမတို့မြင်းလဲကတဆင့်တွင်းတောင်တက်ခနန်းကျော်စင်တက်ခဘူးဖျားပေးနာကဆက်လီစီကအပြင်မှာငွေတောင်မှာဓာတ်ပုံလှလှလေးရိုက်ပြီးတဲ့စားဖစ်အပြင်ကိုမှညီမတို့ပြီးရင်ပကံကိစ္စတစ်ချောင်းလုံးကိုတောင်ကိုင်းနဲ့ guide တွေကအရှင်းပြပေးမယ်ဖျားစုအားလုံးအကြောင်းပြုံမှာဓာတ်ပုံရိုက်ပြီးတဲ့စားဖစ်လေးလည်းပါပါရဲ့ရှင့်ဒီလိုအပင်းအစီအပြင်ကိုမှထက်ရှိရသေးရဲ့ရှင့်မကောင်းပါမှာဆိုရင်အစပြေမုတ်အေးရေတက်စေးစနိုးတာဝါတွေအစညီမတို့ခီးစဉ်တစ်ချောင်းလုံးပြီးထားပါရဲ့ရှင့်ရေတက်ဆိုရင်ညီမတို့3ညအိတ်4ခီးစဉ်လုံး free roll ပြီးထားပါရဲ့စေးဆိုလည်းစေးဝအစုံနေပါပါရဲ့ရှင့်ဒီလိုဟိုတယ်ကပြီးရင်ထမင်း9နက်ဘူဖေးပြီးတော့ညီမတို့ဝင်ကြီးမှန်သမျှအားလုံးကိုအခမဲ့ဆိုရင်တရက်ကို8000နဲ့မတန်စရာအကြောင်းမရှိတော့ဘူးဟုတ်အားလုံးပဲညီမတို့ April 2002နဲ့ join တင်နေဆိုရင်ညီမတို့ဖုန်းနံပါတ်08445044ကိုဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းသတင်းကောင်းပါပါရှင်